အားလုံးပဲမင်္ဂလာပါအခုတင်မဲ့ဟာလေးက would like to သူရဲ့နောက်မှာ verb 1လိုက်တယ်ရိုးလေးပဲပြောလိုက်မယ် verb 1မှန်မှန်တော့ main verb ပေါ့နော်ကွက်လက်ချင်တယ်ကွက်လက်ထဲမှာဒီ verb ရဲ့အဓိပ္ပာယ်ထဲမှာ would like to ဒီကွက်လက်ချင်တယ် verb 1ကွက်လက်ထဲမှာ verb 1ထည့်မယ် main verb နော် main verb လည်းခေါ်တယ်ဆရာတို့ကတော့တိရလွယ်အောင်လို့ verb 1လို့ပြောလိုက်တယ်ကဲနံပါတ်1 2 3 4အဲ့လိုမျိုးနဲ့သင်သွားမယ်နံပါတ်1ရိုးရိုးစာကြောင်းကြည့်မယ် you would like to practice English subject ရဲ့ဒီကောင် verb ရဲ့နှစ်ခုစလုံးတွဲလိုက်တော့ verb you would like to practice မင်းလေ့ကျင့်ချင်တဲ့ English ဘာသာစကားကိုလေ့ကျင့်ချင်တယ်ဟောနံပါတ်2 you would not like to practice English မင်း English စကားပြောကိုမလေ့လာချင်ဘူးเนาะpractice မလုပ်ချင်ဘူးမလေ့ကျင့်ချင်ဘူးဟောနောက်တစ်ခုကနော် would ကိုရှေ့ထုတ်လိုက်တယ်ဆိုလို့ရှိရင် yes no question မြန်မာလိုကြတော့လာမေးခွန်းဖြစ်သွားတယ်နော် would you like to practice English မင်း English ဘာသာစကားကိုလေ့ကျင့်ချင်လားဟုတ်ကဲ့ yes you နဲ့မင်း I နဲ့ဖြေတယ် yes I would like to practice English ဟုတ်ကဲ့ကျွန်တော် English စကားပြောလေ့ကျင့်ချင်တယ် English ဘာသာစကားလေ့ကျင့်ချင်တယ်ဟင်းဆိုရင် no မလေ့ကျင့်ချင်ဘူးဆိုရင် I would not ကို would ရဲ့နောက်မှာထည့်တယ် no I would not like to practice English စကားပြော English ဘာသာစကားကိုနော်မလေ့ကျင့်ချင်ဘူး okay သူ့ရဲ့ would you like to practice ရဲ့ရှေ့မှာ WH ထည့်နော်ဒါ WH question what would you like to practice မင်းဘာကိုလေ့ကျင့်ချင်တာလဲ you နဲ့မေးတော့ I နဲ့ဖြေတယ် yes ဆိုဘာလို့ထည့်စရာမလိုတော့ဘူး WH နဲ့မေးရင် subject verb ကိုတန်းထည့်လို့ရတယ် I would like to practice Chinese တရုတ်ဘာသာစကားကိုကျွန်တော်တို့မဟုတ်ကျွန်မလေ့ကျင့်ချင်ပါတယ်ကဲဒါလေးကိုစကားပြောလေးနဲ့သွားကြည့်အောင် You would like to practice English You would not like to practice English Would you like to practice English Yes I would like to practice English No I would not like to practice English What would you like to practice I would like to practice Chinese ကဲဒါလေးကိုလေ့ကျင့်ကြည့်ပါနော်